ဒီကနေ့ပြင်းအားခုနှစ်တရမခုနှစ်မကနီကျူရှိတဲ့ငါရင်တခုမြန်မာနိုင်ငံစကိုင်းတိုင်းမြို့ကိုဗဟိုပြု၍မြန်မာစံတော်ချိန်တနာရီနေ့လယ်မှာလှုပ်ခတ်သွားတယ်။အမြန်လမ်းပေါ်တွင်လမ်းများထိခိုက်မှုရှိပြီးတော့စကိုင်းတရားများလည်းကျိုးပဲ့သွားတယ်လို့လည်းသိရတယ်။နှစ်ပေါင်း60နှစ်ရှိပြီဖြစ်တဲ့စကိုင်းတရားဟာငါရင်လှုပ်ခတ်မှုကြောင့်ကျိုးဝါခဲ့ကြောင်းဒေတာခန်တူမှရိုက်ကူးထားတဲ့ဗီဒီယိုတပ်ပုံများလည်းသိရှိခဲ့ရတယ်။တရားရှည်မှာ3948ပေရှိပြီးအမြင့်ကတော့102ပေရှိကြောင်းသိရတယ်။ဆိုပိုင်ငါရင်လောက်ခတ်မှုမှာရန်ကုန်မန္တလေးစကိုင်းမြို့ကြီးများဘက်မှာနေအိမ်ဆောက်ဦးများပျက်စီးသွားတယ်လို့လည်းသိရတယ်။မန္တလေးမြို့ဟိုတယ်များလည်းပျက်စီးဆုံးရှုံးခဲ့ရတယ်။မန္တလေးလေဆိပ်အခြေအနေခီးသွားလာသူတွေအားလုံးလည်းတုံ့လှုပ်ထုတ်ချခဲ့တယ်။ခုနှစ်တရမခုနှစ်ပြင်းအားငါရင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာမန္တလေးလေဆိပ်ပျက်စီးမှုများစွာလည်းတွေ့ရှိခဲ့ရတယ်။မြန်မာနိုင်ငံတနိုင်ငံလုံးပြင်းထန်စွာငါရင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများလည်းများပြားစွာတွေ့ရှိခဲ့ရတယ်။နိုင်ငံချင်းရိုင်ချင်းမိုင်ဘန်ကောက်မြို့တွေများလည်းငါရင်တံကိုသိရှိခံစားခဲ့ရတယ်။အလားတူစွာပဲထိုင်းနိုင်ငံဘန်ကောက်မြို့တွင်တိုက်ကြီးများလည်းပြိုကျပျက်စီးရရှိတယ်။ထိုပြိုကျမှုကြောင့်မြန်မာနိုင်ငံသားအမြောက်များစွာလည်းထိခိုက်ပျက်စီးသွားတယ်လို့လည်းသိရတယ်။ဒီလိုပြင်းထန်တဲ့ငါရင်လှုပ်ရှားမှုပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲငါရင်လှုပ်ခတ်နိုင်တဲ့ကြောင့်မြန်မာပြည်သူသားများနှင့်ထိုင်းနိုင်ငံပြည်သူသားများအားလုံးသတိရှိဘေးကင်းစွာနေထိုင်ဖို့လည်းလိုအပ်ပါတယ်။